အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ realistic crash ကိုစော့ပြမှာဖြစ်ပါတယ်။ရင်ဆုံး Spider-Man မဟုတ်ဝင်လိုက်ပြီပဲဖြစ်ပါတယ်။ခဏလောက်စောင့်လိုက်မယ်ပေါ့နော်။ညနေမြူတက်တဲ့အမှုစီ Okay ဂိမ်းနဲ့တော့ရောက်လာပြီမိတ်ဆွေ။ရောက်ဂိမ်းနဲ့မှာဘာရှိမလဲကြည့်ရတယ်။ဘာလို့ကမှလဲ။ဘာလို့ဘယ်နေရာကိုသွားမှာလဲ။ဒီမှာမီးရတူတယ်။ဘယ်နဲ့ပြန်ထွက်မရဘူး။ကျေးဇူးတင်ပါတယ်လို့ငါတို့ကဘာလို့ထွက်မရတော့ဒီဘောတက်မယ်ဒီဘောတက်မယ်တက်လို့မရဘူးလားဟာတဘလို့လုံနေတာဘလောထဲမှာလည်းဘလောကဝယ်လို့မရဘူးကွာဘလောမရဘူးဆိုဟိုဟဲ့တဲတုံးလေးချက်ဆုံးလေးလေအဲ့ဒါလေးဖြိုလိုက်မယ်ဖြိုပြီးတော့ဒီမှာတက်မယ်ပေါ့နော်တက်ပြီတက်ဘာဖြစ်လို့ဘလော့ချမရတာလဲကွာအဆိုင်ဘလော့ချလို့မရဘူး brother ဘလို့ရောဘလော့ချလို့မရဘူးဘာလို့ကမလဲမသိဘူးဒါပေမဲ့ခုဒီညမှာတော့ဘလော့ချလို့ရပြီလား Okay ဘာလို့ကလဲแต่ရှောက်တော့ကွာငါမစော့တော့စပိုင်ပဲခွဲရိုက်တယ်မို့စော့ကြရခွဲတယ်မို့the create a wall yes forest layer Maria wall Okay ရပြီဘောထောင်ပါပြီဆို play ကြမယ်ရဘာလို့မအောင်အိုးလာလိုက်တဲ့ရှူပဲ bro လာလိုက်တဲ့ရှူပဲဘယ်သူမြင်ဘူးလေဒီလိုမျိုးရှူပဲမာရီယာဝမ်းမှာချိုးဆိုပါသည်တဲ့ Okay ပါကျုပ်ဒီထဲမှာဘာလုပ်လို့ရကြည့်အောင်နော်ဒီနောက်မှာလေးဘောပြန်လို့ရလားလေးဘောပြန်ကြမယ်လေးဘောပြန်ချင်တယ်လေးဘောဘလို့ပြန်ရမလဲဟေးလေးဘောပြန်မယ်လို့ဟေးလေးဘောပြန်မယ်လို့ဟေးလေးဘောလည်းပြန်လို့မရဘူးကွာဒီကင်းကငါစား realistic crash ကငါစားပါကွာရတခုတ်ကြရကောင်းတယ်ပေါ့တခုတ်ကြမယ်အိုးတခုတ်ဒီတက်ပင်ကခုတ်ချင်စရာကြီးတက်သားတွေအားရွယ် brother တွေ့လားတော့တက်သားရင်မြင်ဘူးလား brother တက်သားရင်အားရွယ်ခုတ်ပြီခုတ်ပြီဒီဗီဒီယိုလေးမှာဘရာသာတို့အနေနဲ့ MLBB Diamond တွေပဲဖြစ်ဖြစ် MUBG UC တွေပဲဖြစ်ဖြစ် Free Fire UC ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့အခုပိုလာ Game Show ဆိုတဲ့ဒီ app လေးကို Play Store နဲ့ download ဝယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ဒီရက်ကကျွန်တော်ထုတ်ထားရတော့မဟုတ်ပေမဲ့တခြားသူတွေထုတ်တယ်ဆိုထုတ်တယ်ဒါပေမဲ့လုံးဝအလိမ်အညာမပါပါဘူးရအဲ့ဒါကြောင့်အဲ့လေးစမ်းသုံးကြည့်ကြပါကဲဒီမှာအိမ်စောက်ကြမယ်အိမ်ဘယ်လိုစောက်ရကောင်းလဲအိမ်ရလဲစောက်ရတော့ကွာဒီကနေ့ကအလဲအပေါင်းကြီးနေဆိုစောက်တာကိုဖြစ်နေတယ်လို့ brother တို့ရbrata yataကဲတက်လေးအရင်ဆွဲလိုက်တယ်ရဆွ
ဒါဆွဟာမီးရမြန်မာလူထပြသွားတာဟာ What the hell မီးမြန်မာလူထပြသွားရလားမီးလေးထုံထားဖို့ပါကွာမီးရလေမိုးထုံးမှလာပြက်ကျေးဇူးတင်ပါတယ်လို့ ကဲဗီဒီယိုလေးကိုသာဆက်ကြည့်သွားလိုက်တော့ brother တို့နော်ကျွန်တော် voice ကောင်းလာဖမ်းလာမောလို့ပြဆိုဗီဒီယိုလေးကိုဆုံးကြည့်လိုက်ပါချစ်ချူလိုက်ပါဦး